သားတူကအမျိုးသမီးနဲ့သူ့သားလေးကိုခေါ်လာတယ်သူ့သားလေးကိုခေါ်လာပြီးတော့သူ့သားလေးကိုဧည့်သည်တယောက်ကယုံဆိုးတယ်လို့ပြောလိုက်လို့အဲ့မျိုးသမီးကထိုင်ငိုနေတယ်ထိုင်ငိုနေတော့အမှအဲ့ဒီမျိုးသမီးကငိုရောသူ့သားလေးကိုယုံဆိုးတယ်လို့ပြောလို့ဆိုပြီးတော့ငိုရောငိုတော့တတိသမားကအဲ့ဒီအသွားမှာလမ်းမှာတွေ့တဲ့လက်ဖေးနဲ့ကပြောစီတလုံးယူလာတယ်သူ့သားနဲ့သူ့တောင်းဖို့ဆိုပြီးတော့ယူလာတော့အဲ့ဒီသူ့သားကဘာလဲဆိုတော့မြောက်ဖြစ်နေတယ်ဒါလေးပါပဲကျွန်တော်ပြောချင်တာကတော့အဲ့ဒါလေးကျွန်တော်ရဖို့ဖန်တီဗီဒီယိုလေးတင်ပေးတာပါလို့ကျေးဇူးပါ